မင်းလုံးလဲကွာတနည်းနဲ့ထောင်းရည်တဲ့နနီးနဲ့ထောင်းရည်တဲ့မြန်မာပြည်ကတော့ဈေးတယ်ပါတယ်အကုန်တဲ့ကုန်ပြီထောင်းရည်ကတော့ဈေးမတဲ့ဘူးစိတ်ကြီးတယ်ကွာဘယ်လိုလဲသားနင်ဘာပြေးလဲနင်ဘာစိတ်ဆိုးလဲသားအဖေကိုပြောစမ်းနင်ဘာပြေးလဲပြောစမ်းအဖေကိုပြောစမ်းမဟုတ်ဘူးအဖေဒီမှာမြန်မာပြည်ကတော့နေတာဘာမှမရဘူးတနည်းနဲ့ထောင်းရည်တဲ့နနီးနဲ့ထောင်းရည်တဲ့ဘာမှမရဘူးထိုင်းလိုက်ကောင်တဲ့ချင်လို့အာမမပြေးဘူးသားကိုစားငငယ်တော့ကအဖေစီပွားရေးလောက်စားဒီလိုပဲဘာမှမဖြစ်ဘူးသားဘာဖြစ်လဲဘာလို့ချင်းလဲမဟုတ်ဘူးအဖေဒီမှာစားငငယ်ချင်းကတော့ထိုင်းနိုင်ငံပြန်လာတာစံကင်စီးလာကုန်ပြီအခုစားကတော့စပိန်ဟောင်းတစီတဲ့စီးရတဲ့အားထိုင်းနိုင်ငံတဲချင်းလို့ဒါပဲဒုက္ခပဲဘေးနဲ့စကားပြောပြီးလာငငယ်ချင်းဖြီလာဟိုမနေရလားဟုတ်ပါတယ်ကွာဟာโอเคဝက်တီပဲကျွန်တော်သွားချင်းလာကြပြီဒီမှာကျွန်တော်ပြောမယ်ကဲလီယာကျွန်တော်စာလို့တွေးပြီဟုတ်လားဘယ်မှာလဲဟိုမှာလေလောင်ကွာမှာလေရာစာနီတီလာ35,000လူသွားပို့တာတစ်ခါလဲရောက်ပြီကျွန်တော်ရုပ်ကြည့်ပါတယ်အော်ရာစာလားကျွန်တော်ကြားဘူးလေလူသွားပို့တာတစ်ခါလဲရောက်ရဲအေးဟုတ်တယ်ဒီမှာငငယ်ချင်းကျွန်တော်ပြောမယ်ဟိုထိုင်းနိုင်ကောင်ရောက်ဆိုရင်အစင်းမိတဲ့အစားတဲ့များတဲ့ကောင်မလေးတဲ့များတဲ့ငငယ်ချင်းနေဘာမှမပူနဲ့ကွက်တီမဲ့ကျွန်တော်မိမယူချင်လာကြပြီဒါဆိုရင်ကျွန်တော်အဖြေနဲ့မပြောတော့ဘူးကျွန်တော်ခိုးသွားမယ်ဒါပဲမေလုံးလေငငယ်ချင်းနင်ပြောလာကဲလေ35,000နီရောက်ကြည့်လဲဆိုခုဘယ်လိုလဲနင်ကလဲကွာထိုင်းနိုင်ငံတဲတာလမ်းဘေးမှာထိုင်ရတယ်ဟုတ်你အဖေကတော့စာအုပ်တအုပ်ကပြေးပြီးဘာရေးလဲမသိဘူးဟွန်းကျွန်တော်စိတ်ကြီးတယ်ကွာအဖေတည်းရလဲကွာ